Hello မင်္ဂလာပါညီမနာမည်ကတော့ခင်မင်းဝင်ရှိဖြစ်ပါတယ်ဒီနေ့ကတော့ဒီထာဝါလေးလာစောပြဖြစ်ပါတယ်အားလုံးပဲအစုပ်ထိလိုက်ကြည့်ပေးကြပါတောက်ဆွချပါရှင့်ကဲအားလုံးပဲလိုက်ကြည့်ပေးကြပါဦးနော်ဒီမှာဒီထာဝါလေးရလေပထမတစ်ခေါက်စောပြတဲ့ strawberry tower လို့ပဲအရန်လွယ်တယ်ပြီးတော့သူကတခုဆို case လေးတွေပေးထားတတ်တော့လေအရန်လွယ်အရန်လဲစောလို့ကောင်းပါရှင့်ကဲအခုတော့ဒီမှာတော့မမလေးပြုတ်ကြမှာဆိုလို့တော့ပါမယ်ရှင်ကဲဘောတော့ရောက်ရှိလာဘယ်လေးပြုတ်ကြပါဗျာပြီကဲဘောစတမ်းမယ်မလေးမေဝါဆိုဒီမှာပါမေဝါwhat မလေးဟဲ့ဘောတယ်လို့မြင်ရပြန်အခုချီတွေ့ပြီးတက်ကအခုမှတိုးမိပါလားဟုတ်ပါသူ့ဝိုင်ပြုတ်ချတာပါကဲထပ်ပြီးပေါ်ရောက်သွားဆိုထပ်ပြီးတော့ခေါ်ပါပဲဒါပေမဲ့သူက strawberry tower တော့မရှိဘူးရှင့် strawberry tower တော့မရှိဘူးနည်းနည်းတူတယ်လို့ပြောပြဒါမဲ့အရလွယ်ချစ်စရာတွေပဲသသားလေးနဲ့တောက်ပါမယ်စက်တမ်မယ်ချစ်စရာလေးတော့အသေးပုံလေးနော်အစိမ်းအနုအရေးအဲ့လိုမျိုးလေးနော်စဘောကစမကူနာရတစ်ခေါက်တက်ပြီးပြီတိလားဒီဒုတိယဟာကြီးရတယ်ဘာမှမဖြစ်ဘူးတိလားဘာမှမဖြစ်ဘူးတိလားအဲ့ဒါအခုမှလဲဝဲဝဲခုနစိတ်ရတယ်ဝဲပြောပြမှားမှာစေးစားချင်မွေးရသေးတော့ခုနကဒုနာကျမ3ခေါက်ခုံလိုက်တယ်ကျမထားပါတခုကြိုက်ပြီဆိုလို့ရှိရင်3-4ခေါက်လို့ဆိုအမြင်ကဲကျမအားကျိုးမှတနဲ့ပြတ်တတ်ထားပါတယ်အခုတော့ကျမချက်သွားပါမယ်တော့ဒီညရောက်ခုံပြီနော်ဟိုဖြစ်လို့ပြီးဒီညဒီလိုအစ်စေးလေးသွားအစ်စေးကလေးမွေးအပြီးဒီညရောက်ပါပြီတော့ချစ်ဖို့ကအယောက်လေးတွေနုလေးတွေရေကလေးတွေဖြစ်ဖြစ်သွားရဲချစ်ဖို့ကဒီကိလေးစောကြည့်ကြပါဂိမ်းနဲ့မတိချေဂိမ်းနဲ့မဘာလို့မသိမွေးပါဂိမ်းနဲ့မတိချေကောင်းမမခဲ့ပြီပါဂိမ်းနဲ့မပြောပြမယ်နော်အခုထပ်သွားပါမယ်ဆက်သွားပဲထပ်ခေါ်ပါဒီနာအလွယ်ဆုံးပါပဲအဲ့ဒါဆိုအောက်ပြုတ်ကြသွားလို့ရှိရင်လေဘာဖြစ်ဘူးโอเคဒီရားလေဟိုပါတယ်ဒါပေမဲ့တက်တော့မလေးဒီရားတော့ဒီလိုပေါ့ဒီလိုပြိုးလေးပါရှယ်ဘာကြီးခေါ်အေးပြီးတော့ပါပဲတော့တည်တယ်ပြားလေးအပြားလေးတွေဒါခါဆွဲတယ်စပီးကြီးလားအဲ့လေပြောတယ်အဲ့လိုပဲသိတာအဲ့ဝါပါပြီရှင်ဒီကိလေးစောကြည့်ပါအရာတူလေးတဲ့အရာစောလို့ကောင်းတယ်ရှင်စောကြည့်ကြပါလေဝါပါပြီတော့ဘိုင်